ဘယ်တော့မှလက်မလျှော့ပါနဲ့ဒီနေ့ဟာခက်ခဲလိမ့်မယ်မနက်ဖြန်ဟာဒီထက်ပိုဆိုးလိမ့်မယ်ဒါပေမဲ့တန်ဘက်ခါကြရင်တော့နေအောင်ကြီးလင်းလက်လာလိမ့်မယ်လူအများစုကမနက်ဖြန်ညနေမှာတည်ဆုံးသွားကြတယ်တင်သာလက်မလျှော့ဘူးဆိုရင်တင့်မှာအခွင့်အရေးရှိနေတော့ပါပဲလက်လျှော့လိုက်တာဟာအကြီးမားဆုံးသောကြရှုံးမှုပဲတင့်မှာအမြဲတမ်းပထမဆုံးရက်ကမြင်ခဲ့တဲ့အိမ်မက်ရှိနေတဲ့ဒါကတင့်ကိုဆက်ပြီးရှေ့ဆက်သွားနိုင်အောင်စေ့ဆော်ပေးလိမ့်မယ်အခွင့်အလန်းဆိုတာတိုင်တော့ပြောဆိုမှုတွေရှိတဲ့နေရာမှာရှိတယ်လူတွေကဘာကိုခက်ခဲတယ်ဘာကိုမကြိုက်ဘူးလို့ညှဉ်းညူနေလဲဆိုတာကြည့်ပါအဲ့ဒီပြဿနာကိုဖြေရှင်းပေးရင်စီးပွားရေးအခွင့်အလန်းဖြစ်လာနိုင်ပါတယ်တင်ဟာပြိုင်ဘက်စီကတင်ယူတင်တယ်ဒါပေမဲ့ဘယ်တော့မှမကူးချပါနဲ့ကူးချမယ်ဆိုရင်တင်သေးလိမ့်မယ်အောင်မြင်ခြင်းရင်တခြားလူတွေရဲ့အောင်မြင်မှုဇာတ်လမ်းတွေကနေမတင်ယူပါနဲ့သူတို့ရဲ့အမားတွေကနေတင်ယူပါကောင်းတဲ့ကုမ္ပဏီတစ်ခုထက်ကောင်းတဲ့အလုပ်ရှင်တစ်ယောက်ကပိုပြီးကောင်းတယ်ပညာရှိတဲ့သူတွေဥဆောင်ဖို့အတွက်လူယူတစ်ယောက်လိုအပ်တဲ့အဖွဲ့တစ်ခုလုံးသိပ္ပံပညာရှင်တွေကြီးဖြစ်နေတဲ့အခါလယ်သမားတစ်ယောက်ကိုဥဆောင်ခိုင်းတာအကောင်းဆုံးပဲ